အားလုံးပဲမင်္ဂလာပါမိုက်ကယ်ပါဒီရက်မှာတော့အသေးထွက်ရှိလာတော့မယ် RBA ထင်းက UC 60တနဲ့ဝယ်လို့ရမလားဆိုတာနဲ့ RBA ထင်းမှာပါဝင်လာမဲ့ reward တွေအားလုံးကိုဒီဗီဒီယိုလေးမှာပြပြပေးသွားပါမယ်ပထမဆုံးအကြောင်းအရာအနေနဲ့အသေးထွက်ရှိလာတော့မယ် RBA ထင်းက UC 60တနဲ့ဝယ်လို့ရမလားဆိုရင်တော့ဝယ်လို့ရမှာပါဒါပေမဲ့ player တွေအားလုံးတော့မဟုတ်ပါဘူးဘယ်လို player တွေပဲရရှိသွားမလဲဆိုရင်တော့ PUBG Mobile ကိုခုမှဆော့ရဲ့ player တွေနဲ့ RB Pass ကိုတစ်ခါမှမဖွင့်ဘူးတဲ့ player တွေပဲရရှိသွားမှာပါဒီကြအကြောင်းအနေနဲ့ကတော့ RBA ထင်းမှာပါဝင်လာမဲ့ reward လေးတွေအကြောင်းကိုပြပြပေးသွားပါမယ်RBA ရဲ့ level 1မှာဆိုရင်တော့အခုပေါ်ပြထားတဲ့ Advanced Patrol set လေးကိုရရှိသွားမယ်ပြင် outfit ရဲ့ design ဘက်ကိုကြည့်ရမယ်ဆိုရင်လည်း outfit ကယောက်ျားလေး outfit အနေနဲ့ထွက်ရှိလာမှာပါပုံမှန်တိုင်းလိုပဲ RBA ရဲ့ level 15မှာဆိုရင်တော့ Lamian skin ဖြစ်တဲ့ Vibrant Era Lamian skin လေးကိုရရှိသွားမှာပါ RBA ရဲ့ level 10နဲ့ level 30မှာဆိုရင်တော့ upgrade gun မဟုတ်တဲ့ Color Blast JS9 skin နဲ့ Channel 0 MK47 skin လေးကိုရရှိသွားမှာပါ RBA ရဲ့ level 40မှာဆိုရင်တော့ Mighty outfit ဖြစ်တဲ့အပြင်ညောင်သွေးစုံလင်လာတဲ့ design နဲ့ Sonic Siren set လေးကိုရရှိသွားမှာပါဒါအပြင် RBA ရဲ့ level 50မှာဆိုရင်တော့ Vagani map မှာမြင်တွေ့ရတဲ့အခုပေါ်ပြထားတဲ့ MP5K upgrade gun skin လေးကိုရရှိသွားမှာပါ upgrade gun skin ရဲ့အနေအထားကိုကြည့်ရမယ်ဆိုရင်လည်းတော်လေးကိုလာတဲ့ rainbow ပုံစံ pixel လေးတွေကိုအဓိကသုံးပေးထားတာတွေ့ရမှာပါ RBA ရဲ့ level 80မှာဆိုရင်တော့ random map မှာမြင်တွေ့ရတဲ့အခုပေါ်ပြထားတဲ့ let's say Pascal skin လေးကိုရရှိသွားမှာပါ RBA ရဲ့ level 90မှာဆိုရင်တော့ gun skin တစ်ခုအနေနဲ့အခုပေါ်ပြထားတဲ့ headset circuit UG skin လေးကိုရရှိသွားမှာပါတင်ကောင်းစရာတစ်ခုအနေနဲ့ကတော့ upgrade gun skin အနေနဲ့တော့ပါဝင်လာမှာမဟုတ်ပါဘူး RBA ရဲ့နောက်ဆုံး level ဖြစ်တဲ့ level 100မှာဆိုရင်တော့ static maverick လို့ခေါ်တဲ့ outfit လေးကိုရရှိသွားမယ်ပြင် skin ရဲ့ design ဘက်ကိုကြည့်ရမယ်ဆိုရင်လည်းအရင်ကထွက်ရှိမှုတဲ့ Riot Basic က outfit နဲ့တူညီနေတာမလို့ skin design ဘက်အရထူးခြားမှုတော့ရှိလာမှာမဟုတ်ပါဘူးနောက်အကြောင်းအရာတစ်ခုအနေနဲ့ကတော့လာမယ့် RBA ထင်းမှာဆိုရင် RB Season 4ကမျက်နှာကလည်းပြန်လည်ဝယ်ယူလို့ရတော့မယ်လို့သိရှိရပါတယ်ဒါအပြင် RBA ထင်း Pass Plus ကိုဝယ်ထားမယ်ဆိုရင်တော့အရင်က RB မှာတစ်ခါမှမပါဝင်ဘူးသေးတဲ့ Trade Effect တစ်ခုကိုရရှိသွားမှာပါဒါဆိုရင်တော့ update 4.2 ရဲ့ RBA ထင်းမှာပါဝင်လာမယ် reward လေးတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်လဲဆိုတာကို comment မှာတစ်ချက်လောက်ရေးပေးခဲ့ပါဦးနော်